အားလုံးမင်္ဂလာပါဒီနေ့ရဲ့ခေါင်းစဉ်လေးကတော့ခေါင်းဆောင်မှုပါဝါ၅ချက်ဖြစ်ပါတယ်ခေါင်းဆောင်မှုအတွက်ပါဝါဒီအရေးကြီးပါတယ်အရှိဘက်မှာပြောခဲ့တဲ့ဩဇာအာဏာတွေအားလုံးဒီလီဒါမှာရှိတဲ့ပါဝါဖြစ်ပါတယ်ပါဝါဆိုတာပါလဲအင်အားပေါ့စွမ်းအားပေါ့အရှိန်အဝါတရားပေါ့ခေါင်းဆောင်မှာတကယ်ကိုမရှိမဖြစ်လိုအပ်တဲ့အချက်ဖြစ်ပါတယ်ပါဝါဆိုတာသူများကိုအပေါ်စီးကနေအထက်စီးကနေဆက်ဆံရမယ့်အရာကြီးကိုပဲပြောတာမဟုတ်ပါဘူးခေါင်းဆောင်မှုမှာအရေးတွေးတရက်အရေးချင်းတရက်ဖြစ်ပါတယ်လီဒါတယောက်ရဲ့အရေးတွေးတရက်ဖြစ်ပါတယ်ဒီအရေးတွေးဒီဘာကိုဖြစ်စေချင်တယ်လဲဆိုတော့လူတွေကိုအလုပ်လာစေတယ်လူတွေကိုပြီးမြောက်အောင်မြင့်မားလာစေတယ်လူတွေကိုရလတ်တွေထွက်လာစေတဲ့ပါဝါဖြစ်ပါတယ်။ဒါကြောင့်ခေါင်းဆောင်တိုင်းဟာလူတွေကိုရလတ်ထွက်စေတဲ့ပြီးမြောက်စေတဲ့အောင်မြင်စေတဲ့ဆိုတဲ့ပါဝါရှိဖို့လိုအပ်ပါတယ်။ဒီအတွက်ခေါင်းဆောင်မှုပါဝါ၅ချက်ရှိပါတယ်။ဒါကိုကျွန်တော်တို့ leadership လန်နာတွေအကုန်လုံးတည်ထားဖို့လိုအပ်ပါတယ်။ဩဇာလွှမ်းမိုးမှုအလုပ်ပြီးမြောက်အောင်စိတ်ခိုင်းမှုဆိုတဲ့ပါဝါကြီးမှာဒီ၅မျိုးဟာအခြေခံနေတာဖြစ်ပါတယ်။အဲဒီတော့ဒါတွေဟာဘာတွေလဲဆိုတာကြည့်ရအောင်။နံပါတ်1နိုင်ထက်စင်းနေပြုခြင်းပါဝါ coercive power ပထမအဆုံးပါဝါတစ်မျိုးကတော့ coercive power လို့ခေါ်ပါတယ်။အာရမဆန်တဲ့ပါဝါမျိုးဖြစ်ပါတယ်။နိုင်ထက်စင်းနေပြုတဲ့ပါဝါတစ်ခုဖြစ်ပါတယ်။လူတွေကိုအလွတ်လောက်လာစေဖို့လူတွေကိုပြီးမြောက်လာစေဖို့လူတွေကိုစိတ်ခိုင်းတဲ့နေရာမှာအထက်စီးနီးနည်းနည်းဆန်တဲ့နိုင်လိုမင်းထက်ဆန်တဲ့အာတမဆန်တဲ့ပါဝါတစ်မျိုးဖြစ်ပါတယ်ဒီပါဝါဒီဘယ်အပေါ်မှာအခြေခံလုပ်ထားတယ်လဲဆိုတော့အကြောင်းတရားအပြစ်ပေးနိုင်မှုအပေါ်မှာမူတည်နေတာဖြစ်ပါတယ်ခေါင်းဆောင်တစ်ယောက်မှာအပြစ်ပေးပိုင်ခွင့်ရှိတယ်ဒဏ်ပေးပိုင်ခွင့်ရှိတယ်ဒဏ်ခတ်ပိုင်ခွင့်ရှိတယ်အနိုင်ယူပိုင်ခွင့်ရှိတယ်ဆိုတဲ့အဲ့ဒီပါဝါကြီးနဲ့လူတွေကိုလှုပ်ဆောင်စေတာဖြစ်ပါတယ်နံပါတ်2ကတော့စုချင်းမြင့်ခြင်းပါဝါ reward power နောက်ထပ် leadership power နောက်တစ်မျိုးကတော့ reward power ဖြစ်ပါတယ်သူကတော့စုလက်တွေပေးတယ်ချင်းမြောက်တယ်ချင်းမြင့်တယ်စုချင်းမြင့်ခြင်းဂုဏ်ပြုခြင်းဆိုတဲ့ပါဝါတစ်ခုဖြစ်တယ်လူတွေကိုအလုပ်ပုံမပြီးမြောက်လာစေဖို့လူတွေကိုရလတ်တွေပိုထွက်လာစေဖို့ပါဝါကိုထည့်တုံးတဲ့နေရာမှာတူဒီဆုလတ်တွေပေးခြင်းဂုဏ်ပြုပေးခြင်းချင်းမြောက်ပေးခြင်းတို့ကိုသူဟာတုံးတဲ့ပါဝါဖြစ်ပါတယ်အဲ့ဒီတော့လူတွေကိုချင်းမြောက်တယ်လူတွေကိုချင်းမွန်းတယ်လူတွေကိုစုပေးတယ်ဒီလိုနည်းနဲ့ပြီးမြောက်အောင်လုပ်တာဖြစ်ပါတယ်ဒီတော့ပြောခဲ့တဲ့ဒီပါဝါနှစ်ခုကြည့်မယ်ဆိုလို့ရှိရင်တစ်ခုဒီစုပေးတယ်တစ်ခုဒီဒဏ်ပေးတယ်စုပေးဒဏ်ပေးဆိုတာအလုံးပဲတိရှိပြီးဖြစ်ပါတယ်ဆွတ်လက်တွေရမှာမို့လို့လူတွေဟာအလုပ်လုပ်ကြတယ်အလုပ်တွေပြင်းမြောက်ကြတယ်အဲ့ဒီလိုဒဏ်ခတ်ခံရမှာဆိုလို့အပြစ်ပေးခံရမှာဆိုလို့တော့မဟုတ်ကြောက်လုပ်တယ်အလုပ်တွေပြင်းမြောက်ကြတယ်အဲ့ဒီတော့ leadership power နှမျိုးတိရှိနားလည်တွားပြီးဖြစ်ပါတယ်နံပါတ်3တရားဝင်ရရှိထားတဲ့ power legitimate power legitimate power ဒီတရားဝင်ပေးအပ်ထားတဲ့ power ဖြစ်ပါတယ်ကုမ္ပဏီတွေအဖွဲ့အစည်းတွေမှာရှိတဲ့ယာတုတွေအတီးတီးအဆင့်အလွာအတီးတီးတွေမှာလုပ်ပိုင်ခွင့် power တွေဖြစ်ပါတယ်ဘယ်သူရဲ့အထက်မှာဘယ်သူကိုတော့ခိုင်းပိုင်ခွင့်ရှိတယ်ဘယ်သူကိုတော့တင်ပြရမယ်အစဉ်ခံရမယ်စသဖြင့်ပေါ့တရားဝင်ခန့်ထားလို့ရရှိထားတဲ့ပါဝါဖြစ်ပါတယ်သူရဲ့အရာဒီဘယ်အပေါ်မှာမူတည်တယ်လဲဆိုတော့ယာတုအဆင့်တန်းပေါ်မှာမူတည်ပါတယ်လူတွေကိုအလုပ်တွေလှုပ်လာအောင်ပြောပိုင်ခွင့်ရှိတယ်စေခိုင်းပိုင်ခွင့်ရှိတယ်ဥဆောင်ပိုင်ခွင့်ရှိတယ်တရားဝင်ခန့်အပ်ထားတယ်တူညွန်ကြားရင်တူစစ်စင်ရင်လူတွေလိုက်လုပ်ရမယ်ဆိုတဲ့ပါဝါတစ်ခု
တရားဝင်ရထားတဲ့ယာဒူးတစ်ခုအဲ့ဒီအပေါ်မှာမူတည်ပြီးဖြစ်တည်လာတဲ့ပါဝါဖြစ်ပါတယ်သူကတော့မန်နေဂျာဖြစ်တယ်သူကတော့ CEO ဖြစ်တယ်သူကတော့ MDG ဖြစ်တယ်ဆိုတော့အဲ့ဒီယာဒူး position ပေါ်မှာပြောလိုက်တာနဲ့သူ့မှာပါဝါတစ်ခုဖြစ်လာတာဖြစ်ပါတယ်ဒါဟာ legitimate power ဖြစ်ပါတယ်တရားဝင်ပေးအပ်ထားတဲ့တရားဝင်ခန့်အပ်ထားတဲ့ power ဖြစ်ပါတယ်အင်အားတရားဖြစ်ပါတယ်နောက် number 4ကျွမ်းကျင်ခြင်း power aspect power နောက်တစ်ခုကတော့ aspect power ဆိုတဲ့ကျွမ်းကျင်တဲ့ power ဖြစ်ပါတယ်သူ့မှာကျွမ်းကျင်မှုရှိတယ်သူ့ရဲ့လွှမ်းမိုးမှုဒီသူ့ရဲ့ power ဒီဘယ်အပေါ်မှာမူတည်တယ်လဲဆိုလို့ရှိရင်သူ့ရဲ့ special skills ဆိုတဲ့ထူးခြားတဲ့ကျွမ်းကျင်မှုတွေအသိပညာတွေသူ့ရဲ့အတွေ့အကြုံတွေဖြစ်ပါတယ်အဲ့ဒီတော့ကိုယ်မှာအတွေ့အကြုံတွေအများကြီးရှိမယ်အသိပညာတွေအများကြီးရှိမယ်ကိုကျွမ်းကျင်ပိုင်နိုင်ထားတဲ့နယ်ပယ်တစ်ခုခုမှာတစ်ဖက်ကန်းခတ်ကျွမ်းကျင်တဲ့ကျွမ်းကျင်လိမ္မာမှုတွေရှိမယ်အဲ့ဒီလိုလူမျိုးဆိုလို့ရှိရင်တော့ကိုယ်မှာပါဝါရှိပါတယ်ဒါဒီ aspect power ဖြစ်ပါတယ်ကိုယ်ပဲနေရာမှာကျွမ်းကျင်နိုင်တယ်လဲအဲ့ဒါကိုယ်မှာကျွမ်းကျင်ပိုင်နိုင်တဲ့ပါဝါဖြစ်ပါတယ်အဖွဲ့တစ်ခုမှာကိုယ်ထက်နားလေတယ်ကိုယ်ထက်ကျွမ်းကျင်တယ်ကိုယ်ထက်လုပ်ပိုင်ခွင့်တဘောကိုပိုတည်တယ်အတွေ့အကြုံရှိတယ်ဆိုရင်အဲ့ဒီလူမှာပါဝါရှိပါတယ်အဲ့ဒီနီးနဲ့လည်းလူတွေကိုဥဆောင်လို့ရတယ်ဩဇာလွှမ်းမိုးလို့ရပါတယ်နောက် number 5ရည်ညွှန်းခြင်း power reference power နောက်ဆုံးတစ်ခုကတော့ reference power ဖြစ်ပါတယ်လူမှာရှိတဲ့ဂုဏ်အရေးအတွေးတွေကိုရည်ညွှန်းတဲ့ power ဖြစ်ပါတယ်ဂုဏ်တိတ်ခါကိုရည်ညွှန်းတဲ့ power တစ်ခုဖြစ်ပါတယ်ဘုံတကူရှိတဲ့ power ဖြစ်တဲ့အရှိန်အဝါကြီးမားခြင်းကိုရည်ညွှန်းတဲ့ power တစ်ခုဖြစ်ပါတယ်သူရဲ့ power ဒီဘယ်အပေါ်မှာအဓိကရည်ညွှန်းနေပါသလဲခေါင်းဆောင်လုံးမဲ့လူမှာရှိတဲ့သူရဲ့ဂုဏ်တိတ်ခါသူရဲ့ကိုကျင့်တရားအကျင့်စာရိတ္တသူရဲ့သီလဂုဏ်တမာတိဂုဏ်သူရဲ့ပညာဂုဏ်သူမှာရှိတဲ့လေးစားအားကြရတဲ့မေတ္တာနှလုံးသားစိတ်စသဖြင့်ပေါ်ခေါင်းဆောင်ကြီးတွေကိုလေးစားမျက်နှာထိုက်တဲ့ကိုရီကိုတွေးအရေးအသွေးကောင်းတွေတိလတမာတိပညာတိတ်ခါတွေနဲ့ပြည့်စုံလို့ဖြစ်ပေါ်နေတဲ့အရာတွေကိုရည်ညွှန်းတဲ့ power တစ်ခုဖြစ်ပါတယ်ဒါဟာ reference power ဖြစ်ပါတယ်ဒါကြောင့်ခေါင်းဆောင်တွေမှာဒီလို power တွေရှိကြတယ်ဒီလို power တွေနဲ့လူတွေကိုလွှမ်းမိုးတယ်ဒီ power တွေကိုထုတ်တုံးလိုက်ပြီးဆိုရင်လူတွေဒီကိုယ့်ရဲ့အဖွဲ့အစည်းမှာအလုပ်တွေပြီးမြောက်အောင်ဆောင်ရွက်ကြတော့မယ်ဒီလိုအခြေအနေမျိုးတွေဖြစ်လာတာဖြစ်ပါတယ်ဒါကြောင့်ဒီ power အချက်တွေကိုကိုလိုတဲ့နေရာမှာအတုံးချနိုင်ကြပြီးဥဆောင်နိုင်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုဖိလစ်ပါငွေရင်းရေးတာတူဆရာဖူကျော်စင်ကိုကျေးဇူးတင်ပါတယ် credit လည်းပေးပါတယ်